ခါကအလွန်ချမ်းသာတဲ့တထေးကြီးတခုရှိလေတဲ့တိုးတိုသူဟာမစားရက်မတောက်ရက်နဲ့အလွန်ကိုကတ်ဆေးနေသူဖြစ်ပါတယ်သူဟာဈေးဆိုင်ငယ်လေးတွေကိုအတူနှုံကြီးကြီးနဲ့မွေချေးပြီးငွေတွေကိုစုဆောင်းခဲ့တာပေါ့နေ့စီမနက်ပိုင်းဆိုရင်ဈေးဆိုင်လေးတွေစီသွားပြီးငွေသိန်းလေးရှိပြီးနေ့လယ်ကျမှအိမ်ကိုပြန်လာလေးရှိပါတယ်ဒီတထေးကြီးဥကရှိစီမှာအိမ်ဆောင်တူရှိပါတယ်ထိုအိမ်ဆောင်ကတော့ချန်တကာဝကတဲကလေးမှာနေထိုင်လာပေါ့သူကငါးဟင်းကိုအလိုနှစ်သက်သူတူဖြစ်တာကြောင့်သူ့ရဲ့ဇနီးတီကခင်မွန်းဖြစ်သူအတွက်နေ့စဉ်ငါးဟင်းကိုအငဲချက်ပေးလိရှိပါတယ်ရှင်မေငါးဟင်းချက်ရင်နေ့လယ်မတိုင်ပြီးပြီးစီရမှုချက်နော်နေ့လယ်ဆိုတထေးကြီးပြန်လာပြီတထေးကြီးကတားငါးစုကိုစားတာမဟုတ်ဘူးဒါကြောင့်တားငါးနန့်ကိုခံနိုင်မှာမဟုတ်ဘူးတနေ့မှာတော့ထူးထူးခြားခြားတထေးကြီးဟာနေ့လယ်မရောက်ခင်အချိန်စောပြီးအိမ်ကိုပြန်ရောက်လာခဲ့ပါတယ်သူဟာအိမ်ဆောင်တဲ့အနီးကနေဖြတ်ပြီးရှောက်ကွာတဲ့အချိန်မှာပဲအရန်ကိုမွေးကြိုင်လာတဲ့ငါးဟင်းနံကြီးကိုရလိုက်ပါတော့တယ်။အဲ့ဒီမွေးကြိုင်လာတဲ့ငါးဟင်းနံလေးကတထေးကြီးရဲ့နှာခေါင်းထဲကိုတိုးဝင်သွားတဲ့အခါမှာတော့တထေးကြီးဟာအဲ့ဒီအနံ့ကိုအတော်လေးကိုသဘောကျနှစ်သက်သွားပါတော့တယ်။တထေးကြီးဟာတန်းနာကိုချင်းကပ်သွားပြီးဟဲ့လူမင်းဒီနေ့ဘာဟင်းချက်တယ်လဲလို့မေးလိုက်ပါတယ်။အိမ်ဆောင်ခမရမှာတော့တထေးကြီးကိုမြင်လိုက်ရတာနဲ့အလွန်ကိုကြောက်ရွံ့သွားပြီးချက်ချင်းပဲတုံတုံရင်ရင်နဲ့တောင်းပါရှာပါတယ်အရှင်တထေးကြီးဒီဟင်းချက်တာဒါနောက်ဆုံးပါခင်ဗျာနောက်ဆိုကျွန်တော်တို့မချက်တော့ပါဘူးဒီတကားတော့ကျွန်တော်ကိုခွင့်လွှတ်ပေးပါဦးခင်ဗျာမင်းမဘာပြစ်မှမရှိပါဘူးကွာကြောက်စရာလည်းမလိုပါဘူးငါကမင်းကိုစိတ်မဆိုးပါဘူးမင်းမဒီနေ့ဘာဟင်းချက်တယ်လဲဆိုတာကိုပဲငါ့ကိုမှန်မှန်ပြောစမ်းပါကျွန်တော်တို့ငါဟင်းချက်နေတာပါတထေးကြီးအေးအဲ့ဒါဆိုရင်မင်းတို့ငါဟင်းကိုနေ့တိုင်းချက်စမ်းငါကအဲ့ဒီငါဟင်းနန့်ကိုတိတ်ကြိုက်တာကွာအဲ့ဒီကမှာတော့အိမ်ဆောင်တဲ့သူ့ဇနီးတွေတို့ဟာတူးကိုတူးကြည့်ပြီးငါတို့တထေးကြီးတော့တကယ်ကိုယူထွားပြီးထင်တယ်လို့စိတ်ထဲကနေတွေးလိုက်ကြပါတော့တယ်။ဒါပေမဲ့လည်းတထေးကြီးကမှားထားတာဆိုတော့သူတို့ဟာငါးဟင်းကိုနေ့စဉ်မပြတ်ချက်ကြတာပေါ့။တလခန့်ကြာသွားတဲ့ငက်နီခင်းတစ်ခုမှာတော့အိမ်ဆောင်တဲ့သူ့ဇနီးတွေတို့ဟာတထေးကြီးထံကိုရောက်လာကြပါတယ်။အရှင်တထေးကြီးခင်ဗျအရှင်ကငါးဟင်းနှံကိုကြိုက်တယ်ဆိုလို့ကျွန်တော်တို့လည်းမပြတ်တမ်းချက်ခဲ့ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းငါးဈေးတွေကလည်းမတက်တာလာပါလို့တထေးကြီးရဲ့အရန်ကိုဈေးကြီးပါတယ်ကျွန်တော်ရတဲ့လာစာကလည်းတစ်လမှရူဘီ30တဲ့ဆိုတော့ဒီတိုင်းဆိုရင်ရှေ့ဆက်ဖို့ခက်ခဲလို့ပါဒါကြောင့်ကျေးဇူးပြုပြီးကျွန်တော်တို့ကိုငါးဘိုးငွေလေးအနည်းငယ်လောက်မဆပေးပါအောင်ခင်ဗျာကစင်းတဲ့တထေးကြီးဟာခက်ကြခဏစဉ်းစားလိုက်ပြီးမှအိုးကောင်းပြီလေဒီမှာခဏစောင့်နေကြလို့ဆိုပြီးသူ့ရဲ့အခန်းထဲကိုဝင်သွားပါ යි ပြီးတော့တကားကိုလည်းချက်ချပြီးပိတ်လိုက်တာပေါ့ခဏကြာမှတော့အခန်းထဲကနေတချွင်းဆွေငွေတင်းကားတန်တွေတပြားချင်းထွက်ပေါ်လာပါတယ်အခန်းပြင်ကစောင့်နေတဲ့အိမ်ဆောင်ဇနီးမောင်နှံဟာအဲ့ဒီအတန်ကိုကြားရတဲ့အခါမှာတော့အလွန်ကိုပျော်ရွှင်သွားကြပြီဟေးကြည်စမ်းပါအောင်တထေးကြီးကငါတို့ကိုပေးဖို့ငွေတွေကိုတချွင်းနဲ့ရေတွက်နေပြီဟေးလို့တယောက်ကိုတယောက်ဝမ်းသာအားရပြောနေကြတာပေါ့မကြခင်ပါပဲတထေးကြီးကအခန်းထဲကပြန်ထွက်လာပါတယ်ထိုင်ကုန်မှာခန့်ကြီးထိုင်လိုက်ရင်မျောလင့်ချက်အပြည့်နဲ့စောင့်နေတဲ့အိမ်ဆောင်ဇနီးမောင်နှံကိုကြည့်ပြီးအသင်းတို့ခုနငါအခန်းထဲကထွက်လာတဲ့ငွေတင်းကားတန်ဒီကိုတေးသေးချာချာကြားလိုက်ကြရဲ့လားလို့မေးလိုက်ပါတော့တယ်အိမ်ဆောင်ကြီးကလည်းပျော်ရွှင်စွာနဲ့ပဲဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့တေးသေးချာချာကြားလိုက်ကြပါလေတထေးကြီးလို့ဝမ်းသာအားရဖြေးလိုက်တာပေါ့ထိုအခါတထေးကြီးကထပ်မီးပြန်ပါတယ်အေးအဲ့ဒီငွေတင်းကားတန်ကိုတင်တို့နှစ်သက်ကြရဲ့လားအိမ်ဆောင်နဲ့ဇနီးတီတော်ကလည်းပြိုင်တူပဲနှစ်သက်တာပေါ့တထေးကြီးတယ်အလွန်ပဲနှစ်သက်ပါတယ်ခင်ဗျာလို့ဖြူလိုက်ကြပါတယ်အဲ့ဒီအချိန်မှာတော့တထေးကြီးဟာခက်အေးအေးပဲပြုံးလိုက်ရင်ကဲဒီလိုဆိုရင်တော့အားလုံးမျှတသွားပြီပေါ့ငါကမင်းတို့ရဲ့ငါးဟင်းတန်းကိုနှစ်သက်တယ်လို့မင်းတို့ကလည်းငါရဲ့ငွေရင်းငါးတန်းကိုနှစ်သက်ကြတယ်မှန်တယ်မလားဒါပေမဲ့ငါကငါးဟင်းတန်းကိုနှစ်သက်ပေမဲ့လေမင်းတို့စီကငါးဟင်းကိုတောင်းပြီးစားခဲ့တာမှမဟုတ်တာအေးအဲ့ဒီအတိုင်းပဲမင်းတို့လည်းအခုကြားလိုက်ရတဲ့ငွေရင်းငါးတန်းကိုပဲနှစ်သက်နားဆင်ကြပါငါစီကငွေကိုတော့လာပြီးမတောင်းခံကြပါနဲ့တော့ကဲမင်းတို့ခုသွားနိုင်ပြီအခုပြောပြခဲ့တဲ့ပုံမြင်လေးကတော့ဒီနေရာမှာတင်ပြီးဆုံးသွားပါပြီဒီပုံမြင်လေးကိုကြည့်ကြည့်အားဖြင့်ကျမတို့ဘာသင်ခန်းစာတွေရနိုင်မလဲဆိုရင်ပထမအချက်ကတော့လောဘကြီးလွန်ပြီးကက်ဆေးနေတဲ့သူတွေဟာသူတစ်ပါးအဖို့ဘယ်တော့မှကိုချင်းစာစိတ်မရှိတတ်ကြဘူးဆိုတာပါပဲတထေးကြီးဟာသူတစ်ပါးရဲ့အခက်အခဲကိုကူညီဖို့ထက်မိမိရဲ့ဥစ္စာပစ္စည်းကိုမလျော့ပါစေဖို့အတွက်စင်ချေစင်လက်တွေနဲ့လှည့်စားခဲ့ပါတယ်ဒုတိယအချက်ကတော့အလုတ်နဲ့လက်ခတ်မျှတမှုရှိဖို့ပါပဲအိမ်ဆောင်ဇနီးမောင်နှံဟာတထေးကြီးရဲ့စကားကိုယုံကြည်ပြီးလိုက်နာခဲ့ကြပေမယ့်လက်တွေ့မကျတဲ့ဂရီစကားတွေကြောင့်နောက်ဆုံးမှာတော့ကိုကြီးစာတရားကင်းမဲ့တဲ့ဆက်ဆံမှုကိုသာခံနေရပါတယ်။ဒ
ဒါကြောင့်ကျမတို့ဟာလူမှုပတ်ဝန်းကျင်မှာနေထိုင်တဲ့အခါတစ်ဖက်သားရဲ့စေတနာကိုအခွင့်ကောင်းမယူဘဲကိုချင်းစာတရားထားရှိကြဖို့လိုအပ်ကြောင်းဒီပုံပြင်လေးကမိမောင်းထိုးပြနေတာပဲဖြစ်ပါတယ်။နားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။